တော့没那么高了。哎呀，老板呢？找我，找我。ကျွန်တော်လည်းကန့်ကုန်ပါ ကျတော့ဘယ်လိုလုပ်ကြမှာလဲကျတော့ဘယ်တော့အဲ့ပတ်စံတွေပြန်သွားရှာကြမှာလဲကိုပဲ ဒါဆိုခင်ဗျားတို့ကဘာလုပ်ချင်လဲ ကျွန်တော်ဖြစ်ချင်တာဒီကုမ္ပဏီရဲ့စီမံခန့်ခွဲမှုနဲ့အုပ်ချုပ်မှုပိုင်းကိုကျုပ်တို့တစ်စိတ်တည်းကပါနေချင်တယ်။ဘာဖြစ်လို့ဆိုတော့ကျွန်တော်ဒီကုမ္ပဏီမှာ share အများကြီးထည့်ထားတာလေ ဒီကိစ္စမှာခင်ဗျားတခုခုသိနေဆိုတာကျွန်တော်သိရတော့ ဘာတွေပြောနေရလဲဟုတ်ကျမတို့အဲ့လိုနေရခအောင်မဆွတ်ဆွဲပါနဲ့နော် Chance